Hello everyone ဒီဗီဒီယိုမှာဆိုရင်တော့ဒီ combination အကြောင်းကိုပြောသွားဖြစ်ပါတယ်ပေါ့နော်combination က permutation လို့ပဲဒါပေမဲ့တခု quarter ရှိရတော့ဗာလဲဆိုတော့ combination ကကျတော့ order doesn't matter so ခဏနော်I cannot let me okay sorry order doesn't matter so ရင်တော့ combination ပါလေ so used to select several things out of a larger group when the order doesn't matter တော့ပြောမယ်ဆိုရင်permutation နဲ့ opposite ပေါ့နော် permutation မှာကျတော့ဒီpossibility ရှာရဲဘယ်ဟာတွေအတွက်လဲဆိုတော့ order matter ဖြစ်တဲ့ sequence တွေအတွက် combination အဲ့လိုမဟုတ် order doesn't matter ဖြစ်တဲ့အလို selection တွေအတွက်ပေါ့နော် okay အဲ့တော့ example scenario အရင်ကြည့်လိုက်အောင်ပိုပြီးနားလည်အောင်လို့မှာကျတော့ example scenario နှစ်ခုရှိရဲတော့ကျတော့ forming a basketball team နဲ့ buying fruits တွေပေါ့အရင်ဆုံးပထမတစ်ခုကပေါ့ဒီမှာလူတွေအများကြီးရှယ်ပါဒီမှာလူတွေအများကြီးပဲရှိရဲအဲ့ထဲမှာ basketball team select မယ်လူ900အောင် select မယ် okay ဒီမှာဆိုရင်ဘယ်သူကိုအရင် select လဲဘာလဲအဲ့လိုဘယ်သူ select it doesn't matter ကွာတော့ဒီလူတွေအများကြီးက900ကိုရွေးလိုက်ပါဘယ်သူဖြစ်ဖြစ်ကိစ္စမရှိဘူး they don't care အဲ့ဘယ်သူဖြစ်ဖြစ်ကိစ္စမရှိဘူးလူ900ရွေးလိုက်မယ်အဲ့ဒါဆိုရင်ဒီလိုမျိုးဆိုရင် order doesn't matter ကွာ okay so like ဒီမှာဆိုရင်ဘယ်သူအရင်လာလဲဘယ်သူနောက်မှဒီ basketball team နဲ့ရောက်လာလဲဘယ်သူအရင်ရောက်လာလဲ it doesn't really matter လူ900ဖြင်ရပြီဒီလူရောက်100လောက်ပဲထားပါတော့ဒီ100တွေကနေပြီးရောက်900ဖြင်ရပြီဘယ်သူရင်လာလဲဘယ်သူမပါဘူးလဲဘယ်သူနောက်မှလာလဲကိစ္စမရှိဘူးအဲ့လိုမျိုးဆိုရင် combination ကိုတုံးပြီးတွားရမယ်သူတစ်ခုက Twitter scenario ကကြာ buying fruit ပေါ့အဲ့ဒါဆိုရင် apple ပန်းသီးရယ်ငှက်ပြောသီးရယ်lemon သီးရယ်ပေါ့ဒီသုံးခုရှိရထားပါတော့အဲ့သုံးခုတည်းမှာ you want to buy two နှစ်ခုဝယ်ချင်တယ်ကွာနှစ်ခုဝယ်ချင်တယ်ဆိုရင်ဒီမှာနှစ်ခုရွေးမယ်ပေါ့ဒီသုံးခုနဲ့နှစ်ခုရွေးမယ်ဆိုရင်မှာ apple ရယ် banana ရယ်ရွေးရတယ် banana ရယ် apple ရယ်ရွေးရthe same ပဲလေဘာလို့ဆိုတော့ order လက်ဆက်မသား banana ပန်းသီးကိုအရင်ရွေးရတာရွေးမလားငှက်ပြောသီးရွေးမလားငှက်ပြောသီးရွေးမလားပန်းသီးကိုအရင်ရွေးမလား doesn't matter it doesn't matter ဒီပန်းသီးရယ်ငှက်ပြောသီးရယ်ရပြီကိစ္စမရှိဘူးဒီသုံးခုတည်းကပန်းသီးရယ်ငှက်ပြောသီးရယ်ရွေးပြီးရပြီဘယ်သူအရင်ရွေးလဲကိစ္စမရှိဘူးဆိုတော့ order doesn't matter အဲ့လိုမျိုးဆိုရင် combination ကိုတော်အောင်မယ်ပေါ့နော် okay so အဲ့မှာဒီဟာတက်ကို example နောက်မှာ solve ရရှိရပေါ့နော်အရင်ဆုံးတစ်ချက်တခြား question တစ်ခုပြ formula ရေးပြောပြမယ် formula က permutation လို့မျိုးပဲ formula ပဲဒါပေမဲ့ဘာကွာသွားလဲဆိုတော့ဒီမှာ r factorial ဆိုတာလေးတစ်ခုပို့လာတယ်သူကတော့နည်းတော့ deeper meaning တော့ရှိရပေါ့နော်ဆိုတော့ဘာလဲဆိုတော့ဒီ r factorial ထည့်လိုက်ခြင်းအပြင်သူကအဲ့လိုလေအရှိရလိုမျိုးဒီလို or ဒီလိုမျိုးလေ repeat ဖြစ်တဲ့ဟာရေကောကွာအဲ့လို cancel သွားပေါ့အဲ့လိုတနည်းတစ်ခုရှိရကွာyou don't need to worry about that ဒီတိုင်းပဲ formula လေးမှတ်လိုက်ရပြီ NCR equal to n factorial divided by I factorial into n minus I factorial n ရဲ့ I ကတော့ permutation လို့ပဲအဓိပ္ပာယ်တူပဲ n ကကျတော့ total number of things R က number of places ပေါ့ဘယ်နှခုရွေးလဲပေါ့ဆိုရင်ခုနအရှိဟာကိုတွက်လိုက်မယ် apple banana orange ရှိအဲ့ထဲမှာ you are only two fruits ပဲလို့ရှိနေhow many possible combination ရှိလဲပေါ့ဘယ်နှခုရှိလဲပေါ့နော် like apple banana ရှိမယ် banana ရယ် orange ရှိမယ်အဲ့ဒါ orange apple ရှိမယ်ဆိုသုံးခုရှိတယ်နော် okay အဲ့ဒါကိုဒီ formula သုံးပြီးဆက်တွက်ကြည့်အောင်sorry why was it okay sorry မဆိုရင် 3c2 ပေါ့နော်မ3 apple 3 like fruits 3ခုရှိထဲမှာနှစ်ခု choose မယ် so 3 factorial divided by 2 factorial into 3 minus 2 factorial ဒီဒီဟာနေရာလေးဒီအရှိကနေရာလေးအတိုင်းပဲလိုလိုက်ထည့်သွားလိုက်အောင်ပဲသူကဒီတော့သူကကြောင့် r ဖြစ်တဲ့အတွက် r ဒီနေရာလေးသွားလိုက်အဲ့ဆိုရင်3 factorial divided by 2 factorial into 1 factorial ဒါနှစ်ခုကမြောက်ထားတာเนาะအဲ့လေကတော့2 factorial ရေးတဲ့နာ2 factorial sorry 3 factorial multiply into 1 factorial လို့လည်းရေးလို့ရတယ်အရင်ဆုံးအဲ့ဆိုရင်3 factorial က3 into 2 into 1 2 factorial က3 into 1 1 factorial 1ဆိုရင်2ရဲ့ကြည့်1ရဲ့ကြည့်အဲ့တော့ဘာကျန်ကြလဲဆိုတော့3ပဲကျန်ခဲ့ပေါ့ခုနအဲ့လိုထည့်လိုက်တဲ့အတိုင်းပဲကွက်တီပဲပေါ့နော်ဒီ apple ရဲ့ orange ရဲ့ apple ရဲ့ banana ရဲ့ orange ရဲ့ banana သုံးခုပဲရှိ combination okay ဒီ question လေးတက်ကြည့်အောင်ဆိုရင် Jessica wants to take 3 books on vacation with her she has 5 books to choose from how many possible combination of 3 books could she take on vacation အဲ့တော့5ခုရှိတယ်တော့စာအုပ်5ခုရှိတယ်မှာ3ခု choose နေကွာအဲ့တော့ total books 5ခုရှိရ book ရှိဝယ် take က3ခုရှိရ okay အဲ့တော့ဆက်ကြည့်အောင် 5c3 ပေါ့နော်5ခုတွေက3ခုကို choose ပဲဆိုတော့အရှိအတိုင်းတော့လိုက်အောင်ပဲ5 factorial divided by 3 factorial into 5 minus 3 factorial 5 minus 3 က2 factorial ဖြစ်သွားမယ် so 5 factorial divided by 3 factorial into 2 factorial
အဲ့တော့5 factorial က5 into 4 into 3 factorial အကဟာ3 factorial into 2 factorial ဆိုရင်3ရဲ့ဒါနဲ့ခြေလို့ရတယ်2 factorial ကျင်းခဲ့မယ် so 5 into 4 divided by 2 into 1 you will get 10ဒီမှာတစ်ခုရှိရတာကွာဒါတွေကကွာဒီကြေဖို့ပဲပေါ့ဒီဘောဟာရကွာအဲ့လိုကြေလို့ရတဲ့ကောင်အထိပေါ့အဲ့လိုမျိုးရေးလိုက်အောင်ပဲပေါ့နော်ဆိုရင်3 factorial အောက်မှာ3 factorial ရှိရအဲ့မှာဆိုရင်အပေါ်မှာ3 factorial ရှင်းရပြီ so 5 into 4 into 3 factorial ဆိုပြီးရေးလိုက်တယ်3 factorial နဲ့3 factorial ကြေသွားပြီအဲ့ကျန်ခဲ့တဲ့ကောင်တွေကို simplify လိုက်လို့ရှိရင် u 30ဆိုရဲဒီနေ့ပါလေးရသွားလိမ့်မယ်ပေါ့နော် so စာအုပ်ငါးခုတရားနဲ့သုံးခုချုပ်နေဆိုလို့ရှိရင် there are 10 possible arrangements ပေါ့နော် combination 10 possible combination ရှိရပေါ့နော် okay အဲ့တော့okay total possible combination 10ရှိရတဲ့ okay မဆိုရင်6 friends ရှိရအဲ့ဒီမှာသူတို့က2 player game ကိုဆော့ခြင်းတယ်how many different combination of two friends are possible ပေါ့ဒီ6ယောက်တည်းကအဲ့လို2ယောက်ရွေးမယ်အဲ့ဟာ possible arrangement မျိုးခုရှိလဲပေါ့ so okay total friends are 6 not total ခုပြောတာ if the order of friends doesn't matter မ friend ဘယ်သူရင်ဆော့ရလဲ doesn't matter တဲ့သူပြောထားတယ်အဲ့တော့ဒါ combination ပေါ့နော် so total friends က6ယောက် number of player က2ယောက်အဲ့တော့62 you will get 6 factorial divided by 2 factorial into 6 minus 2 factorial ဆိုရင်4 factorial ရှိရဆိုအကြီးဆုံးကောင်ခြေတိုင်းပို့ပြီးတာလွယ် so 6 into 5 into 4 factorial divided by 2 factorial into 4 factorial 4 factorial 4 factorial ကြီးဒီကောင်ဟောပြောက်သွားပြီ which ဆိုပြီးတော့ရောက်သွားပြီ6 into 5 divided by 2 into 1ဆိုရင်ကျန်ခဲ့မယ် and you will get 50 so ဒီတကယ်ချင်း6ရောက်ရှိတဲ့ထဲမှာဒီ2ယောက်အဲ့လိုရွေးပြီးတော့ combination တွေလုပ်ရမယ်ဆိုရင် total possible combination ဘယ်လောက်ရှိလဲဆိုတော့15ခုရှိရဲတဲ့ okay ဆိုရင် combination ခုနအရောရကွာဒီ friend ဆို friend fruit for fruit အဲ့လိုမျိုးတွေကွာတစ်ခုဆိုတစ်ခုပဲကွာဒီ one type of item ပဲပေါ့လုံးနေခဲ့ကြပတ်ထားပြီးမဲ့အခုကွာ one type of item မဟုတ် one more than one type of item နှစ်ခုရှိနိုင်တယ်သုံးခုရှိနိုင်တယ်အဲ့ထဲမှာရွေးမယ်ဆိုရင်ဘယ်လိုလုပ်မလဲပေါ့ so Sarah is decided what to wear she has 3 shirts 2 pairs of pants 2 pairs of shoes မှာဆိုရင် shirts pants shoes ဆိုပြီးသုံးခုရှိရကွာ so about 3 type of item ရှိရပေါ့အဲ့ဒါမှာ how many possible outfits does he have if an outfit is one shirt one pair and one pair of shoes one shirt ဒီထဲကနေသုံးခုထဲကနေတစ်ခုယူမယ်ဒီနှစ်ခုထဲကနေတစ်ခုယူမယ်ဒီနှစ်ခုထဲကနေတစ်ခုယူမယ်အဲ့ဟိုမှာ you could technically solve using tree diagram ဒါပေမဲ့အကြည့်ရောကွာယူရအများကြီးလုပ်နေရမှာ so I don't recommend it that way just use formula okay ဒီဆုံး shirt တော့ပေါ့မှာ shirt သုံးတဲ့ထဲကနေတစ်ထည့်ယူမယ်အဲ့တော့ဒီ formula လေးထည့်ပြီးတွက်လိုက်မယ်ဆိုရင်ဘယ်တော့ရမလဲ 3 possible arrangement ရှိမယ် and then shoe net pants နဲ့ထဲထဲကနေပြီးတော့တစ်ထည့်ယူမယ်တွက်လိုက်မယ်ဆိုရင်နှစ်ခုရမယ်နောက် shoes ကလည်းနှစ်ခုတည်းတစ်ခုယူမယ်ဆိုရင်နှစ်ခုရအောင်လိမ့်မယ်total possible combination ကိုတည်ကျင်လို့ရှိရင်2 into 2 မြောက်လိုက်ရင်12ရလိမ့်မယ် okay so တတိထားမိရတော့မသိဘူးဒါကဟိုခုနဗီဒီယိုတွေကlike fundamental counting principle နဲ့တူတူပဲပေါ့နော်ဒါဒီ specific example ဆိုပြောချင်တာဒီfundamental counting example principle ကဒီ combination ရဲ့ a part of combination ပေါ့နော် combination element တွေတစ်ခုပေါ့okay ဒီ type ဒီ possible arrangements ပေါ့ဒီ multiplication rule ဖြစ်တဲ့ multiplication rule သုံးလိုက်လို့ရှိရင်ဒီ 3 into 2 into 2လောက်လိုက်လို့ရှိရင်တော့ total possible combination ဆိုရဲ12ရပါလိမ့်မယ်check လို့ရတယ်ဆိုရင်ဒါက1 result 2 result 3 result 4 5 6 7 8 9 10 11 12 so total possible combination စဉ်းစားဖို့ရှိရဆိုတော့ confirm ဖြစ်သွားပါပြီ okay let's do another question Noah has 8 different shirts 2 of the shirts are t-shirts 2 are dress shirts 2 are sweatshirts and 2 are polo shirts that's a lot of shirts he has 4 different pairs of pants and 3 different pairs of shoes if Noah wants to layer 2 shirts in the which how many outfits can he make consisting of shirt နဲ့ထဲpants နဲ့ထဲ shoes နဲ့ထဲဝတ်ချင်တယ်တဲ့ဘယ် shirt နဲ့ထဲကိုအဲ့လိုထပ်ပြီးဝတ်ချင်တယ်ပေါ့နော်အဲ့တော့total possible combination ကဒီဘယ်လိုလဲဆိုတော့ shirt ကအကုန်လုံး total က8ခုရှိတယ်ဆိုတော့8ခုထဲကနေပြီးတော့shirt ဆရာနေပြီးတော့သူက shirt 2ခုရွေးမယ်အဲ့ကျန်တဲ့4 different pairs စာတွေပြီးတော့ဒီ1တစ်ခုရွေးမယ် and then 3 different pair နေပြီးတော့သူကတစ်ခုရွေးမယ်တဲ့အဲ့ဒါဘယ်လိုပြောရမလဲဆိုတော့ 8c2 into 4c1 into 3c1
ရှစ်ထည်တွေကအင်ကြီးရှစ်ထည်တွေကနှစ်ထည်ရွေးမယ်ပေါင်းပြီးလေးထည်တွေကတစ်ထည်ရွေးမယ် and then ဟိုဖက်နဲ့တုံးထည်သုံးရန်တွေကနေပြီးတော့ရန်ရွေးမယ်ပေါ့နော်ဒါအကုန်လုံးကိုဒီဘက်မှာသွတ်ပြပါမယ် x2 equal to 8 factorial divided by 2 factorial into a minus 2 factorial အဲ့တော့ဒါက simplify လိုက်မယ် and then နောက်ပြီး6 factorial အကြီးဆုံးဆိုတော့ဒီမှာကြည့်လို့ရအောင်လို့အပေါ်ကောင်6 factorial ပေါင်း6 factorial ပေါင်းရေးလိုက်မယ် so 8 into 7 into 6 factorial ပါလိမ့်မယ်6 factorial 6 factorial ကြည့် you will get နဲ့ဒါဆိုရင် this is 4 ခုနဲ့4 28ရလိမ့်မယ် and then 4c1 ဆိုရင်4ပဲကျန်ခဲ့မယ်အဲ့ဒါနောက်ဆုံးမှာ 3c1 ဆိုလဲ3ရဲ့အဲ့တခုတတိထားမိလားမသိအဲ့လိုမျိုးမှာ 4c1 ရော 3c1 ရောဆိုသူတို့ original number ပဲရရပေါ့နော် so there is a rule ပေါ့နော် there's a rule တော့မဟုတ်ဘူး there's a local ထားလိုက်ပါတော့အဲ့လို condition တစ်ခုရှိရပေါ့နော်သူကကြောက်ပါလဲဆိုတော့ဒီနောက်က r နေရာမှာကွာ1ပဲရှိရဆိုလို့ရှိရင်အရှိရ number ရရပေါ့နော်တကယ်လား 5c1 ဆိုရင် you will အဲ့လို 5c1 ကို solve လို့ရှိရင်5ရလိမ့်မယ် 6c1 ကို solve လို့ရှိရင်6ရလိမ့်မယ်ဆိုတော့နောက်က r က1ဖြစ်နေရဆိုလို့ရှိရင်အရှိရကောင်ပဲပြောင်းလိမ့်မယ်တဲ့ okay နော် okay so like ဒီ number 3ခုရှိမယ်မှာ28 4 into 3 8ဟာရေအကုန်လုံးမြှောက်ပေးလိုက်အောင်မယ်အဲ့ဒါတော့ total possible combination ဖြစ်တဲ့3 3 6ဆိုရပါပြီ which is a lot ပေါ့နော် okay last example last question the mathematics department and Babin called it Babin has 6 women and 8 men as instructors. The dean must select a committee of 2 women and 2 men for peer review duties. ဒီမှာဆိုလဲ woman နဲ့ man ဆိုပြီးတော့as instructors, the dean must select a committee of 2 women and 2 men for peer review duties. ဆိုတော့ဒီမှာ woman 6ယောက်ရှိရတယ်2ယောက်ယူရမယ် man 6ယောက်ထဲကနေပြီးတော့ man 2ယောက်ယူရမယ်So how many different possible committees are there? So total possible committee are CC2 into AC2. Share them to and you will get 50 into 28, which will be 420 power limit. So this is combination. The chapter 8 Thank you for everyone for watching.